အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကလောင်ရှင်အဲလီယာရဲ့အတောင်ပံများကျိုးပြတ်ခြင်းဆိုတဲ့ဝိထုလေးကိုဖတ်ပြတင်ဆက်ပေးသွားမယ်နော်အတောင်ပံများကျိုးပြတ်ခြင်းမိတွေတဲ့ကြားရတာနည်းနည်းတော့နားခါရမယ်ကျမအဆင်ပြေပါတယ်နောက်တော့အသားကျသွားမှာပါကျမကိုစောမောင်တို့အိမ်ကိုရောက်ချင်းစားတွေ့လိုက်ရတာကမျက်လုံးဝိုင်းလေးနဲ့ပြူးကြည့်နေတဲ့ကလေးနှစ်ယောက်တယောက်က9နှစ်တယောက်က3နှစ်ကျော်လေးတွေနှစ်ယောက်လုံးကယောက်ျားလေးတွေကြီးပါပဲအကြီးကောင်လေးကကျမကိုပေဆောင်ဆောင်ကြည့်နေပြီးအငယ်ကောင်လေးကငူးမဲမဲလေးကြည့်နေကြတယ်ကိုစောမောင်ကချောင်းတစ်ချက်ဟန့်ပြီးကလေးတွေနာမည်ကိုမိတ်ဆက်ပေးရလေအကြီးလေးကလူမော်အငယ်လေးကဟန်စောတဲ့ကျမကိုစောမောင်ကဒီအိမ်မှာနေမဲ့မမေးလို့ကလေးတွေကိုပြောလိုက်တဲ့အချိန်နှစ်ယောက်လုံးကဘဲကနေထငိုကြပါတော့တယ်ကျမလည်းဘာလို့ရမှန်းမသိအထုပ်တွေကိုပြစ်ချပြီးမျက်ရည်တွေတုပ်ပေးလိုက်တယ်အကြီးလေးကတိတက်ခါစားဆိုတော့ကျမကိုအလိုမကျဟန်နဲ့သူ့ရဲ့ဆက်ရုပ်လေးကိုပိုက်ပြီးအပေါ်ထက်ပြေးတက်သွားတော့တယ်ဆန်အင်ကြီးဟာကျမနေခဲ့တဲ့ရန်ကုန်မြို့ကတိုက်ခန်းချင်းလေးထက်အစာပေါင်းများစွာခန်းနားလို့နေပါတယ်တောင်ကုန်းမြင့်ပေါ်ကမြင်မာတဲ့အိမ်ကြီးကိုအဝေးရအောင်လှမ်းမြင်နေရတယ်လေကိုစောမောင်ကစော်ဘွားမျိုးဆက်ကဖြစ်တာကြောင့်ဆန်အိမ်ကြီးကိုအမွေရထားခဲ့တယ်ဆိုပါတော့ရန်ကုန်မှာကိုစောမောင်နဲ့ကျမအတူအလုပ်တွဲလုပ်ဖြစ်ခဲ့ရင်နဲ့ချစ်သူတွေဖြစ်ခဲ့ကြပြီးလက်ထပ်ဖြစ်ခဲ့ကြတယ်သူကမုတ်ဆိုးကိုကလေးနှစ်ယောက်အဖေလို့ထင်ရစရာတောင်မရှိပါဘူးဒါပေမဲ့သူကိုယ်တိုင်ဝန်ခံပြီးမှကျမကိုသူတို့မျိုးမှာလိုက်နေဖို့ပြောပြီးတရားဝင်လက်ထပ်ခဲ့ခြင်းဖြစ်ပါတယ်အပြိုလေးကမုတ်ဆိုးဘိုကိုလက်ထပ်ယူရတယ်ဆိုတဲ့စကားတွေကိုကျမဂရုမစိုက်ခဲ့ပါဘူးကျမလက်ထပ်ခဲ့တဲ့လူကကျမကိုချစ်ပြီးဂရုစိုက်ပေးရင်ရပြီမဟုတ်လားကျမဂုံတွေစီးစိမ်တွေလည်းမမတ်မောခဲ့ပါဘူးသူများယောက်ျားကိုအပိုင်ထိုင်ခဲ့တာလည်းမဟုတ်သူ့အမျိုးသမီးဆုံးပြီး2နှစ်အကြာမှကျမတို့ဆုံးခဲ့ခြင်းဖြစ်သည်ဒီဆန်အိမ်ကြီးမှာတော့ကျမတို့အခန်းကကလေးတွေအခန်းနဲ့ဘေးချင်းကက်လျက်မှာရှိပါတယ်ကျမကဇနီးမယားတောင်ဝဲမလစ်ဟင်းအောင်အိမ်မှုကိစ္စတွေအပြင်ကလေးတွေကိုထမင်းကျွေစာတင်အိတ်ခမ်းနီချော့သိပ်တာအထိမိခင်ရင်တယောက်လိုဂရုတစိုက်ကျွေးမွေးပြုစုခဲ့တယ်ကလေးတွေကအစာအိမ်မှာတော့ကျမကိုအမြင်မကြည့်ပဲတော်တော်လေးမလိုလားခဲ့ကြဘူးနောက်ပိုင်းအနေနီးလာတော့မှမြစ်တာရောင်ပြန်ဟတ်တယ်ဆိုသလိုကျမကိုခင်းတွေ့လာကြပါတယ်ကိုစောမောင်ကမြို့ကိုခီးသွားရတဲ့အခါကျမတို့3ယောက်တည်းအင်ကြီးပေါ်မှာကြံရိတ်ခဲ့ကြတယ်ဆန်အင်ကြီးကအကြီးကြီးဆိုတော့ကိုစောမောင်မရှိရင်အလိုလိုကြောက်စိတ်တွေဝင်မိတယ်ဒါပေမဲ့ကလေးတွေနဲ့အတူကစားရင်အိမ်အလုပ်တွေလည်းလုပ်ရင်းနဲ့ပဲအချိန်တွေကုန်မှန်းမသိကုန်လာခဲ့တယ်ကျမအားလက်ချိန်တွေမှာကျမဝါသနာပါတဲ့သုံးမွေးထိုးခြင်းနဲ့ပဲစိတ်ပျော်အောင်နေခဲ့ရပါတယ်ကိုစောမောင်တို့အိမ်ကြီးမှာနေရတာကမပျော်ဘူးလည်းမဟုတ်တခါတလေအရန်ကိုအထီးကျန်ဆန်တယ်လို့ခံစားရတယ်တခါတလေမှာတယောက်ကများကျမကိုချောင်းကြည့်နေသလားလို့တောင်ထင်မိတယ်ဒါကလည်းကျမစိတ်ထင်နေမိရလည်းဖြစ်နိုင်ပါတယ်လေကိုစောမောင်ခီးသွားနေတဲ့တရက်အငယ်ကောင်လေးဟန်စော်အပြင်းဖျားပါတော့တယ်ညာကြီးတကောင်ကိုအပူချိန်တက်လာတာကြောင့်ကျမမှာဘာလို့ရမှန်းမသိဆရာဝန်စီဖုန်းဆက်ပြန်တော့လဲနှင်းတွေအရန်ကျနေလို့တောင်ကုန်းပေါ်ကိုလာလို့မဖြစ်နိုင်လို့မနက်ခင်းနှင်းခွဲမှစောစောလာခဲ့မယ်လို့သာပြောတယ်ကိုစောမောင်ကိုကျမဖုန်းဆက်တော့လဲကျွန်းဗီဒီယိုအန်ဆာထဲမှာဆေးရရှိရလို့ပြောတာကြောင့်အိမ်အောက်ထပ်မှာရှိတဲ့ဗီဒီယိုရှိရာကိုဆင်းလာခဲ့တယ်ကျွန်းဗီဒီယိုကြီးရဲ့အန်ဆွဲထဲမှာကလေးတွေတောက်နေကြဆေးတွေကိုတွေ့လိုက်ရတယ်အကြီးကောင်နဲ့အငယ်ကောင်ရဲ့နာမည်လေးတွေကပ်ပြီးတေချာခွဲထားတယ်လေကလေးတွေရဲ့အမေကတေချာစီးစနစ်ကြကြစီမံထားတာပဲလို့တော့တွေးမိလိုက်သေးတယ်မိုးလင်းတော့အငယ်ကောင်လေးအဖျားကျသွားတယ်ကျမလည်းမိုးလင်းတဲ့အထိကောင်းကောင်းမအိပ်လိုက်ရဘူးဆရာဝန်ကလည်းကလေးအဖျားကျသွားပြီဖြစ်ကြောင်းဖုန်းပြန်ဆက်လိုက်တယ်